မင်္ဂလာပါကျွန်တော်အခုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးမှ Outram Park မှာရောက်နေတယ် Outram Park မှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးရောက်နေတယ်ကျွန်တော်ကလေအလုပ်ရှုပ်နေကြတယ်အလုပ်နဲ့မအောင်အချိန်ရှိမြဟာကိုယ့်ရဲ့အလုပ်ထဲမှာအချိန်ပေးနေရတဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်တိုင်းတစ်ပါးနိုင်ငံရဲ့ခြားမှာရှိနေတဲ့လူကအချိန်ဆိုတာကတိတ်မရှိကြပါဘူးရှိတဲ့အချိန်လေးမှာကအလုပ်လုပ်ကြတယ်နောက်ပြီးကိုယ်ပိုင်အချိန်ဆိုတာကတစ်ပတ်မှတရက်တောင်ဟိုလည်းနေရတော့ပဲရကြတယ်အလုပ်ရှုပ်နေကြတယ်အဲ့ဒီအလုပ်ရှုပ်နေရချင်းရဲ့အကြောင်းကြောင့်ပဲအကြောင်းပြချက်ကြောင့်ပဲလူတွေကလေဖျားသခင်နဲ့အဆက်တွေပြက်တာဖြစ်တယ်စုမတောင်းဖြစ်တဲ့အရာကျန်းစာမလေးလာဖြစ်တဲ့အရာနှုတ်ကတော့မလေးလာဖြစ်တဲ့အရာကအကြောင်းရင်းကဘာလဲလို့တယောက်တယောက်မေးမြန်းလိုက်တဲ့အခါမှာအလုပ်များရချင်းကြောင့်ဖြစ်တယ်ဆိုပြီးမှပြောကြတယ်ဒါကကျွန်တော်တယောက်တည်းမဟုတ်ပါဘူးလူတိုင်းကအလုပ်များတယ်မိတ်ဆွေကကျွန်တော်ထက်အလုပ်များတဲ့လူဖြစ်မယ်ကျွန်တော်တော့အလုပ်မများတဲ့လူဖြစ်မယ်ဒါပေမဲ့ကိုယ့်ရဲ့အကြောင်းပြချက်တစ်ခုကြောင့်ကိုယ့်ရဲ့အလုပ်ကြောင့်အချိန်မအားတဲ့အတွက်ကြောင့်ယုံကြည်သူဖြစ်တဲ့နှုတ်ကပတ်တော်တရားကိုမလေ့လာဖြစ်ဘူးမဖတ်ဖြစ်ဘူးမစင်ချင်းဖို့ရန်အချိန်မရဘူးဆိုတာကတော့ဒါကတော့စင်ချင်းစင်လက်ပေးတာပဲဖျားသားမဟုတ်တဲ့လူတွေအတွက်စင်ချင်းစင်လက်ပေးတယ်ဖျားသားဖြစ်နေတော့အဲ့လိုမျိုးစင်ချင်းစင်လက်တွေပေးမှာမဟုတ်ဘူးဖျားသားဆိုတာကလေအဖေနဲ့စကားမပြောရရင်အဖေအကြောင်းမကြားရရင်နေလို့မရတဲ့အရာဖြစ်တယ်မိတ်ဆွေဒါကြောင့်မိတ်ဆွေရဲ့အထက်မှာတန်ရှင်းတော်ဝင်ရဖျားရှိတယ်ဆိုရင်လေတန်ရှင်းတော်ဝင်ရဖျားကသူနဲ့ပတ်သက်တဲ့အစာကိုအမြဲတမ်းစာငတ်တယ်တောင့်တတယ်အစာမကျွေးဘဲနေမိရင်အထက်ကဝိညာဉ်ကဘာမှခွန်အားမရှိဘူးခွန်အားမရှိတဲ့အတွက်ကြောင့်ယုံကြည်သူတရားကတက်တယ်မခံရတာနှုတ်ကသမာတရားကိုနဲ့ဆိုင်နားမလေတော့တာနားလေဖို့အတွက်အခွင့်အလမ်းနေပါသွားတာဖြစ်နေတယ်ဒါမှမဟုတ်လေအမေရိကန်ခရစ်ယာန်လည်းအဲ့လိုဖြစ်နေအမေရိကန်ခရစ်ယာန်တော့အဲ့လိုမျိုးဖြစ်တာမဆန်းပါဘူးဆိုတော့ဖျားเจ้าသွားတော်ညာလဲတာဝန်ရဝတ်ကြေတန်းကြေသွားတာဖြစ်တယ်နှုတ်ကတော်ကိုပိုင်လေ့လာခြင်းမရှိဘူးဒါကြောင့်နှုတ်ကတော်ကိုမတိတာမရတာကလေအမေရိကန်ခရစ်ယာန်ဖြစ်လို့မရတာဖြစ်တယ်အမေရိကန်ခရစ်ယာန်မဖြစ်ဘဲနဲ့ဖျားသားစင်စစ်ဖြစ်သားတဲ့ကိုတချို့တော့လူတွေနှုတ်ကတော်မရကြဘူးဆရာကြီးတွေဝင်ကတည်ခံမှဟောပြောတည်ခံမှဟောပြောဟောကြားမှနားထောင်မှရလေရှိတယ်အဲ့လိုမျိုးလူတွေကြတော့လေကိုယ်တိုင်အရန်ပြင်းလို့ဖြစ်တယ်ဒါအချိန်ဆိုတာကလူတိုင်းမရှိကြပါဘူးအထူးဖြင့်နိုင်ငံခြားရောက်တယ်သူအချိန်တော်တော်မရှိပါဘူးဒါပေမဲ့ကျွန်တော်ခွန်အားပေးခြင်းမိတ်ဆွေကအလုပ်သွားတဲ့အချိန်မှာယထာစီးရတယ်ကားစီးရတယ်ကားပေါ်မှာယထာပေါ်မှာမလုပ်နေရတမန်ကျန်းစာဖတ်ပါမိတ်ဆွေဖတ်ပြီးမှအလုပ်ရောက်တဲ့အချိန်မှာနှလုံးသွင်းဆင်ခြင်ပါကျွန်တော်လည်းအလုပ်ချင်လို့ဒီနိုင်ငံရောက်လာတာမဟုတ်ဘူးနိုင်ငံရဲ့ချက်ဆိုကျွန်တော်စိတ်မဝင်စားဘူးဆိုတော့ကိုယ့်နိုင်ငံမှာကိုယ့်မိသားစုနဲ့ကိုယ့်အိမ်မှာကောင်းကောင်းနေလို့ရတယ်ဒါပေမဲ့ဖျားခင်ပို့ဆောင်ခြင်းအဖြစ်ဒီနေရာကိုရောက်တယ်လို့ကျွန်တော်ခံယူတယ်အဲ့အတိုင်းပဲဖြစ်လာတယ်ကျွန်တော်စူးစမ်းခြင်းအဖြစ်ကျွန်တော်ရဲ့ assistant အဖြစ်ဒီကိုရောက်လာတာမဟုတ်ဘူးတဲ့အတွက်ကြောင့်ဖျားခင်ပို့ဆောင်ခြင်းအဖြစ်လက်ရှိအချိန်အတိုင်းအတာတစ်ခုထိဒီစင်ကာပူနိုင်ငံမှာကျွန်တော်နေထိုင်ရခြင်းဖြစ်တယ်ထောင်ရနေသွားမယ့်နေရာမဟုတ်ဘူးဒါပေမဲ့ဖျားခင်ကျွန်တော်ကိုတွင်တင်တဲ့အရာဖျားခင်ကျွန်တော်ကိုသူ့ရဲ့အမှုတော်နဲ့ပတ်သက်ပြီးမှလေ့လာစေခြင်းတဲ့အရာတင်ယူစေခြင်းတဲ့အရာတစ်ခုရှိတဲ့အကြောင်းဒီနိုင်ငံကိုပို့တယ်ဆိုတော့ကျွန်တော်စင်ကာပူမရောက်ခင်အထိစင်ကာပူမရောက်ခင်ဆက်ကြားလိုက်မှာဒီကိုလာဖို့အကြောင်းဖြစ်လာတဲ့အချိန်မှာကျွန်တော်သိတယ်ရောက်လာတဲ့အခါမှာလည်းဖျားခင်ကျွန်တော်ပို့တဲ့အရာပို့ပြီးမှတိတာသွားတယ်ပို့ပြီးမှတိတာထင်ရှားတဲ့နမိတ်လက္ခဏာပေါ်လာတယ်အကြောင်းဖျားခင်ကျွန်တော်ဒီကိုပို့တာအကြောင်းရှိတယ်အလုံးလုံးရှင်တဲ့ဆန္ဒတစ်ခုနဲ့ဒီကိုပို့တာမဟုတ်ဘူးကျွန်တော်ကချင်းပြောမယ်ဆိုတော့အလုံးမလုပ်ချင်ဘူးကျွန်တော်လှုပ်ချင်တာလောက်ကဖျားခင်အေဝင်ကလေးတည်င်းစကားဝင်ငါဖို့တက်တယ်ခံဖို့ပဲကျွန်တော်လှုပ်ချင်တာဖြစ်တယ်အဲဆိုဒီအခုလက်ရှိအခြေအနေအတိုင်းတာအခြေအနေအရဒီမှာအလုပ်လုပ်တယ်ဆိုတာလဲဖျားခင်ကျွန်တော်ကိုတင်ကြားနေတဲ့အရာဖျားခင်ကျွန်တော်ကိုသူ့ရဲ့အမှုတော်ထဲမှာအတုံးလိုမဲ့အရာတွေတစ်ခုခုကျွန်တော်ကိုတင်ကြားပေးနေတယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်အဲ့လိုပဲကျွန်တော်ခံယူတယ်အဲ့အတိုင်းပဲကျွန်တော်ကြုံတွေ့နေတာဖြစ်တဲ့အကြောင်းယုံကြည်သူတယောက်ကလည်းအချိန်မရှိဘူးဆိုတာအကြောင်းမပြပါနဲ့တင်းကနှုတ်ကတကိုလေ့လာမယ်နှလုံးသွင်းမယ်စင်ကျင်မယ်ဆိုရင်အချိန်ကတင့်အတွက်မရှိမဖြစ်လိုအပ်တယ်ဆိုရင်တင်ကိုယ်တိုင်အချိန်ကိုဖိတ်ပြီးမှလေ့လာတတ်မှာဖြစ်တယ်တင်ကိုယ်တိုင်အချိန်ကိုဖိတ်ပြီးဖျားတဲ့ခင်နဲ့မိတ္တာပြုတတ်မှာဖြစ်တယ်အဲ့လိုတင်ကိုယ်တိုင်အချိန်မဖိတ်ဘူးဆိုရင်တင်ကအမေရိကန်ခရစ်ယာန်ဖြစ်နေမယ်ဒါမှမဟုတ်လေအမေရိကန်ခရစ်ယာန်မဟုတ်လေယုံကြည်သူတယောက်ဖြစ်နေတော့ညာလေဝိညာဉ်ရဲ့မှာဘာမှသုံးစားလို့မရတဲ့လူဖျားတဲ့ခင်အားကိုးတဲ့ဖျားတဲ့ခင်ပေးတဲ့အမှုတော်ကိုထမ်းဆောင်ဖို့ရအတွက်တင်ကအစင်တင့်မဖြစ်တော့သူဖြစ်တယ်အဲ့လိုမျိုးလူကလေဘလောက်ပဲဆာငတ်ဘလောက်ပဲပြင်းထန်တဲ့ယုံကြည်ခြင်းရှိတော်ညာလေတင့်အထက်မှာနှုတ်ကတော်မရှိတဲ့အတွက်ကြောင့်နှုတ်ကတော်အရှင်ကတင်တဲ့အလုပ်အတူမလုပ်နိုင်ဘူးဖျားခင်ကအစင်တင့်ဖြစ်နေတဲ့လူကအမြဲတမ်းသုံးတယ်နော်အစင်တင့်ဖြစ်နေတဲ့လူတွေကဖျားခင်အသုံးတယ်ကြောင့်မိတ်ဆွေတင်ကအစင်တင့်ဖြစ်မှုဖို့အရေးကြီးလို့ပြောချင်အားလုံးဖျားခင်ကောင်းကြပါစေ